တို့ရေနွေရာသီစာအဲသားပေါင်းမိရှည်လေးရောက်ပါပြီเนาะဟိုပထမတော့ကတော့အဲသားစက်ကတ်လေးတင်တာပေါ့เนาะဒီနေ့ကတော့အဲသားပေါင်းမိရှည်လေးပါပေါ့ပေါ့ပပနဲ့တက်တောက်တက်တာနဲ့နွေရာသီနဲ့တအားလိုက်ဖက်ပါတယ်เนาะကာလာလေးတွေမိတ်ဆက်ပေးပါမယ်တို့ရေဒီအဲသားပေါင်းမိလေးတွေကလေနွေရာသီဆိုတအားအေးတယ်ပေါ့เนาะသူကဝေးရတာတက်တောက်တက်တာရှိတယ်အဆင်ပြေတယ်ပေါ့เนาะခါပတ်လည်းမျှော်ကြိုးခါဆိုလို့ရှိရင်38ရှိပါတယ်တင်ကတော့50ရှိပါတယ်เนาะပေါင်းမိရဲ့အရှည်ကကြလို့ရှိရင်38ရှိပါတယ်ပေါင်းမီရဲ့အရှိမအိတ်ကနှစ်ဖက်ပါတာပေါ့နော်ပေါင်ချိန်130လေး190လောက်ထိဝလို့ရပါတယ်နော်အခုဒီအစဆုံးပြတာကကျွန်းရောင်လေးပါရေသူ့ကာလာလေးတွေလည်းတအားကောင်းတယ်ကာလာလေးက2 4 6ရောင်လာတာပေါ့နော်6ရောင်လုံးကလုံးဝပယ်ရောင်မရှိဘဲနဲ့ဝေးရတာပေါ့ပေါ့ပပနဲ့အဆင်ပြေပါတယ်နွေရာသီကိုအန်တုလို့ရတယ်ပေါင်းမီလေးလို့ပြောလို့ရတယ်နော်ဒါကခဲပုတ်ရောင်လေးပါတို့ရေမဆိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်။ရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်။ဖုန်းဆက်ပြီးတော့မတောင်းပါဘူးနော်။ဒါကတော့မိုင်လိုရောင်လေးပါ။ဒါလေးကတော့နီညူရောင်ဆူဆူလေးပါနော်။ပေါင်းမီကအရှည်တွေကောင်းတယ်ခါးတွေကောင်းတယ်တင်ဆိုင်တွေကောင်းတယ်ပေါ့နော်။မမတွေယူလို့ရပါတယ်